Y2K အင်ဂျီဆိုတာဒီအင်ဂျီပဲတစ်ချက်ရှိုးလိုက်သူ့ရဲ့ဆွဲသားကကြလေ elongation က90ရာခိုင်နှုန်းတောင်မှပဲပါတယ်ဆွဲသားအရန်ကောင်းတဲ့ဆွဲသားပါရှင်အသား quality တော်တော်မိုက်တယ် the jam မှာဖြဲကျင်တဲ့သူတွေအတွက်ဒီ design လေးကလုံးဝကိုမိမိုက်နေရပါပဲကြည့်လိုက်လို့ရှိရင်တော့အကုန်လုံးချုံတယ်ဘယ်နေရာကနေကြည့်လုံးချုံနေရပဲဒါပေမဲ့ကိုထွက်နေတာကွာဒီလားအရန်ကိုမိုက်တဲ့ design ပါရှင်လုံးဝကိုကြွလာနေရပဲတစ်ချက်ချိုးလိုက်အောင်ဒီပုံစံဒီ design ကွာဒီလားတော်တော်မိုက်တယ်ဘောင်းမီရှင်နဲ့ဝစ်မလားဘောင်းမီအတိုနဲ့ဝစ်မလားကြိုက်တဲ့ design နဲ့ဝစ်လိုက်ပါတယ်ရှင်ပုံစံလေးကတော့လုံးဝကိုထွက်နေရပဲတကယ်ဆွဲသားအများကြီးပဲပါတယ်နော်အဲ့အတွက်ကြောင့်မလို့ तू ကကြတော့ပေါင်80 90ကနေထားပြီးတော့ပေါင်135 140အထိဆက်ပါတယ်ရှင်လုံးဝသူကတော့ဆွဲသားအများကြီးပဲပါပါတယ်နော်တော်တော်လေးကိုမိုက်တဲ့ design မှာဒီ design လိုချင်တယ်ဆိုလို့ရှိရင်တော့ Metu Choi တဲ့ design မှာ install ရပါပြီရှင် तू လာတဲ့အိတ်ပုံစံလေးပြပြမယ် Metu တို့ဒီလိုပုံစံမျိုးလေးနဲ့လာပါတယ်ရှင်ဒီအိတ်ပုံစံမျိုးလေးနဲ့လာပါတယ်ဇစ်အိတ်လေးနဲ့လာတာပေါ့နော်အဲ့ဒီပုံစံ design ကိုမှလိုချင်တယ်ဆိုရင်တော့ Metu Choi တဲ့ design မှာ install ပါရှင်တော်တော်လေးကိုမိုက်တယ်ကွာတစ်ချက်ရှိုးလာအောင်တကယ်ကာလာအနေထားကြီးကလေကြွလှနေတာပဲကွာဒီလားအဲ့တော့ဒီပုံစံဒီ design ကိုလိုချင်ပြီဆိုရင်တော့ Metu Choi တဲ့ design မှာအသင့်ရပါပြီရှင် size 1 size 2ကြိုက်တဲ့ design မှာလာဝယ်ပါရှင်ကျေးဇူးတင်ပါတယ်